ပြီးခဲ့တဲ့ပတ်တော့ကအမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်တဲ့ Kevin Warsh ရဲ့မိကွန်းထဲမှာငွေကြေးဖောင်းပွားမှုဖိအားဒဏ်ဟာအနေငယ်ကျဆင်းလာပြီလို့ပြောပြီးနောက်ဒါဟာဈေးကွက်က Fed အနေနဲ့ဘဏ်အတိုးနှုန်းအလောတကြီးတိုးစရာမလိုတော့တော့ဘူးလို့အဓိပ္ပာယ်ဖွင့်ပြီးတော့ရွှေစည်းနှုန်းပြန်တက်လာတာကိုအားလုံးကအသိပြီးဖြစ်ပါတယ်။ဘယ်ဈေးကွက်ပဲဖြစ်ဖြစ် stock, commodities, currency ငွေထဲစာချုပ် ETF, fund နဲ့ crypto တို့လိုဈေးကွက်တွေကိုအပြောင်းလဲဖြစ်စေတဲ့ key event တွေကလည်း financial market မှာတော်တော်လေးကိုအရေးကြီးပါတယ်။ဘယ်လောက်ထိအရေးကြီးရလဲဆိုရင်တော့ Fed အနေနဲ့အတိုးနှုန်းနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်တောင်မချရသေးပါဘူး။ Fed ရဲ့လေတံကြောင့်ဈေးကွက်မှာဒေါ်လာ trillion ဖိုးအထိတောင်တက်လိုက်ကျလိုက်ဖြစ်စေနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလို key event တွေကအများရဲ့ခံမှန်းချက်ကိုပြောင်းလဲစေလို့ဖြစ်ပါတယ်။ဈေးကွက်ဆိုတာလက်ရှိဖြစ်ပွားနေတဲ့အခြေအနေအပေါ်မှာမူတည်ပြီးတော့အယောင်းဝယ်လုပ်နေကြတာမဟုတ်ပါဘူး။အနာဂတ်ခံမှန်းချက်အပေါ်မှာပဲအခြေခံပြီးတော့အယောင်းဝယ်လုပ်ကြတာဖြစ်ပါတယ်။ဒီတစ်ပတ်အတွင်းမှာလည်းအထူးစောင့်ကြည့်ရမယ့် key events ၅ခုအကြောင်းကိုဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ပြီးတော့ဒီ key events တွေကိုလည်းဘယ်မှာသွားကြည့်ရမလဲဆိုတာကိုနောက်ဆုံးပိုင်းမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီ key event တွေကိုဘယ်ဟာပို့ပြီးတော့ရေးကြည့်ရလဲဆိုတာထက်ထွက်လာတဲ့ရဲ့အပေါ်မှာမူတည်ပြီးတော့အစဉ်လိုက်ပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ကတော့ဒီညမြန်မာစံတော်ချိန်ည8:00နာရီခွဲမှာထွက်လာမယ့်အမေရိကန်နိုင်ငံရဲ့ ISM Service PMI ကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။နိုင်ငံရဲ့စီးပွားရေးလေပတ်မှုအားကောင်းသလားဆိုတာကိုဒီ PMI နဲ့တိုင်းတာပါတယ်။ဒီ PMI မှာနံပါတ်50ကိုအလယ်မင်းကြောင်းဖြစ်ထားပြီးတော့တကယ်လို့ PMI ဟာ50အထက်မှာရှိရဆိုရင်တော့စီးပွားရေးအားကောင်းလာတယ်ဆိုတာကိုဆိုလိုပါတယ်။တကယ်လို့50အောက်ကိုကျဆင်းသွားတယ်ဆိုရင်တော့စီးပွားရေးလေပတ်မှုအားနည်းလာတယ်ဆိုတာကိုဆိုလိုပါတယ်။နောက်ဆုံးထွက်ခဲ့တဲ့ PMI ကတော့54.5မှာရှိပြီးတော့ဒီတစ်ခေါက်အတွက်တော့54.2ရှိမယ်လို့ခန့်မှန်းကြပါတယ်။နံပါတ်2မှာတော့ဒီနေ့ကစပြီးတော့ company တွေရဲ့ Q2 earning report တွေစတင်ထွက်လာပဲဖြစ်ပါတယ်။ဒီနေ့မျိုးနာသူတွေဟာ AI ကနေအမျက်ထုတ်ပြီးနောက်ပြီးခဲ့တဲ့အပတ်တုန်းကတော့ semiconductor index 6.9%အထိကျသွားခဲ့ပါတယ်။ဆိုတော့ဒီတစ်ပတ်အတွင်းထွက်လာမယ့် earning report တွေကနေ rotation တွေဆက်ရှိမလားဆိုတာကိုအဖြေပေးသွားမှာဖြစ်ပါတယ်။နံပါတ်3မှာတော့ဗုဒ္ဓဟူးနေ့မနက်ပိုင်း8:00နာရီခွဲမှာထွက်လာမယ့် New Zealand ဗဟိုဘဏ်ရဲ့ဘဏ်တိုးနှုန်းနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ချက်ဖြစ်ပါတယ်။ Q1 မှာငွေကြေးဖောင်းပွားမှု3%ကျော်မြင့်တက်လာပြီးနောက် New Zealand ဗဟိုဘဏ်ဟာဘဏ်အတိုးနှုန်းကို25 point ထပ်တိုးပြီးတော့စုစုပေါင်း2.5%မှာထားမယ်လို့ဈေးကွက်ကတော့ခန့်မှန်းနေကြပါတယ်။ဒီလို New Zealand ဗဟိုဘဏ်ရဲ့ဆုံးဖြတ်ချက်ဟာအခြားနိုင်ငံတကာဗဟိုဘဏ်များအတွက်လည်းဘဏ်အတိုးနှုန်းနဲ့ပတ်သက်ပြီးတော့အကျိုးသက်ရောက်မှုရှိစေပါတယ်။နံပါတ်4မှာတော့ Fed ရဲ့ meeting minutes ဖြစ်ပါတယ်။ Fed ရဲ့ meeting minutes ဆိုတာတော့ OFMC နောက်ဆုံးပြုလုပ်ခဲ့တဲ့အစည်းအဝေးမှတ်တမ်းဖြစ်ပြီးတော့ဘဏ်အတိုးနှုန်းနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်တွေချဖို့နိုင်ငံရေးစီးပွားရေးအခြေအနေအတွင်းကြဖော်ပြပေးတဲ့အချက်လက်တွေဖြစ်ပါတယ်။ပြီးတော့ဘဏ်အတိုးနှုန်းနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်မချခင်3ပတ်အလိုမှာပဲဒီ meeting minute ကိုပုံမှန်ထုတ်ပြန်လေးရှိပါတယ်။ဒါကတော့ဒီတစ်ပတ်ကြာသပတေးနေ့မြန်မာစံတော်ချိန်ည12:00နာရီခွဲမှာနားထောင်ရမှာဖြစ်ပါတယ်။နံပါတ်5မှာတော့ကြာသပတေးနေ့မနက်ပိုင်း8:00နာရီမှာထွက်လာမယ့်တရုတ်နိုင်ငံရဲ့ CPI ဖြစ်ပါတယ်။ဈေးကွက်ကခန့်မှန်းထားတဲ့ CPI ကတော့1.1%ဖြစ်ပြီးတော့နိုင်ငံအများစုကမြင့်မားလာတဲ့ငွေကြေးဖောင်းပွားမှုပြဿနာအဖြစ်ရှင်းနေရတဲ့အချိန်မှာတရုတ်နိုင်ငံမှာတော့ကျဆင်းလာတဲ့ငွေကြေးဖောင်းပွားမှုပြဿနာအဖြစ်ရှင်းနေရပါတယ်။ဘာပဲဖြစ်ဖြစ်ငွေကြေးဖောင်းပွားမှုဟာဗဟိုဘဏ်အတွက်အတိုးနှုန်းဘယ်လောက်ထားရမလဲဆိုတာကိုဆုံးဖြတ်ချက်ချစေတဲ့အတွက်ဒါကလေဈေးကွက်အတွက်စိတ်ဝင်စားစရာစောင့်ကြည့်ရမယ့် key event တစ်ခုထဲမှာပါဝင်ပါတယ်။အခုတော့ဒီလိုဈေးကွက်အတွက်အရေးကြီးတဲ့ key event တွေကိုတနေရာထဲမှာဘယ်မှာကြည့်လို့ရမလဲဆိုရင်တော့ financial နဲ့ပတ်သက်တဲ့ website တွေတိုင်းဒီပါမှာအကုန်ရှိပါတယ်။ trading view ကနေလည်းအလွယ်တကူကြည့်လို့ရပါတယ်။ laptop ကနေဝင်မယ်ဆိုရင်တော့ tradingview.com ကိုရိုက်ရှာပြီးတော့ဝင်သွားလိုက်ပါပြီးရင် product ဆိုတာကိုနှိပ်ပြီးတော့ calendar ဆိုတာကိုနှိပ်လိုက်ပါအဲဆို event တွေအကုန်လုံးကိုတွေ့ရတော့မှာဖြစ်ပါတယ်။တကယ်လို့ကိုကအရေးကြီးတဲ့ event တွေကိုပဲကြည့်ချင်နေဆိုရင်တော့ဒါလေးကိုဆက်နှိပ်ပေးပါအဲဆိုတော့တစ်ပတ်အတွင်းအတွက် key event တွေကိုကြည့်နိုင်ပါတယ်။ဖုန်းကနေ trading app လေးကို down ထားတယ်ဆိုရင်တော့ဝင်လိုက်တာနဲ့ explore ဆိုတာကိုနှိပ်လိုက်ပါပြီးရင်တော့ calendar ဆိုတော့နှိပ်လိုက်ပါဒီမှာလည်းအစောနာအတိုင်းပဲအရေးကြီးတာပဲကြည့်ချင်နေဆိုရင်တော့ important ဆိုတာကိုနှိပ်လိုက်ပါပြီးတော့ဘေးမှာအချိန်ကိုဒီနေ့မနေ့ပြန်ဒီတစ်ပတ်လာမယ့်ပတ်စသဖြင့်ဒီနေ့အချိန်ကိုပြောင်းကြည့်လို့ရပါတယ်။